6 တက်တူရဘလောက်မြင်လဲပေါင်120လောက်လေးတဲ့မိမတယောက်ကမြေကြီးတီအောင်ပြုတ်ချဖို့ဆိုရင်အချိန်ဘလောက်တောင်လို့တလဲနီနီဒီခက်လေးကိုပြောင်းလာတော့လက်ထဲမှာပတ်စပ်9000ပဲပါလေနီနီလိုတကူရီတခါရနေတဲ့သူအဖို့ကြီးကြီးမားမားတဲစရာဘာပစ္စည်းမှမရှိပါဘူးလို့ထင်တာခဲ့ပေမဲ့မိမတွေကထင်တာတဲ့ပို့ပြီးတူလီမိုးစာတွေများလွန်းနေမဟုတ်လားတက်စီကားကတော့1000ကျော်ပေးလိုက်ရတယ်အခန်းကိုရှင်းပစ္စည်းတွေနေရာချနေအရာရာကိုနေသားကြအောင်ပြင်ဆင်လိုက်ပြီးတဲ့နောက်မှာအခန်းဟာနေချင်းစရာတိတန့်ကပါလေးပဲပြည်ရင်းမောက်ကြဲကြဲကနေမြင်ရတဲ့ကောင်းကင်စွန်းစွန်းပြီးတော့မိုးတန်လေတန်ကိုကောင်းကောင်းကြားရတဲ့အပေါ်ဆုံးထက်နီနီကဒီရောက်မှာပဲညအိချိန်လေးကိုအချိန်မှန်လာသလိုမနဲ့ဆိုရင်လဲ9နာရီတကယ်ကြီးကောင်းကောင်းနိုးနေတတ်ပါပြီနီနီကမနဲ့ဆိုလို့ရှိရင်ကော်ပီတစ်ခွက်ဖြောပြီး secret တလိမ့်နဲ့သူ့အိတ်ခမ်းရဲ့ပြည်ရင်းမောက်ကလေးကနေပြီးတစုံတစပေါ်လောက်ပဲမြင်နေရတဲ့ကောင်းကင်ကြီးကိုမြည်ပြီးတိန်နီလိုစုပ်ကံမြရတဲ့အတွေးတွေကိုတွေးနေတတ်တယ်ကော်ပီခွက်ကုန်းသားလို့အဲ့ဒီနေရာမှာပဲခွာလိုက်လို့ရှိရင်ခုနကတွေးခဲ့တာတွေအကုန်လုံးဟာစမ်းရည်နဲ့မျောပါသွားတဲ့ပန်းချက်တွေလိုပါပဲသူ့အနာကနေတမဟုတ်ချင်းပျောက်ကွယ်သွားတော့ပါပဲနီနီကအနာဂတ်မရှိတာကြာနေပါပြီသူ့မှာအသက်ရှင်ရုံရှင်နေတဲ့အနေအထားပဲရက်တက်နေခဲ့တာပါအသီးပွင့်နေအားသွားတဲ့တစ်ပင်တပင်လိုမျိုးပေါ့နီနီကပြတင်းပေါက်ကနေပြီးမိမသက်ထားတဲ့အစီကံတိလူနေပါရှိရဲ့ secret ကိုတောက်ထုတ်လိုက်ပြီးအောက်မှာလူရှိနေရင်ပြဿနာပဲလို့တွေးပြီးငုတ်ကြည့်လိုက်တယ်အရိတ်ကြားရနေတဲ့အမောင်ရိတ်မှာခက်နဲ့ချုံပင်တွေကလွင်ဘာမှမတွေ့ဘူးမူရသည်မှုစစ်လိမ့်မီယာဆိုးဆွလက်ဆာနဲ့မြေကြီးပေါ်မှာငိမ့်သွားမှာတော့အသေးချပဲလို့ထင်တယ်နီယာညပတ်တွေဆိုရင်ပြတင်းမောက်တွေကိုအကုန်လွင့်နေအောင်ဖွင့်ထားပြီးမှအိတ်တက်တယ်တကူရီတခါရနီနီတိုက်ခန်းဟာတခါတလေလာလဲတက်တဲ့သူနဲ့အိတ်ဖို့အိတ်ပဲအမျိုးသားတယောက်ကလွှဲရင်လာလဲတဲ့သူကမရှိတဲ့လောက်ရှားလို့အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်နေတာပဲလာလဲတဲ့သူရှိမှနီနီရဲ့အခန်းကဂီတာတန်ကြီးတချင်းတန်ကြီးကြားရတတ်တာညဆိုရင်နီနီယာမီးမောင်ချလို့သူ့ဖုန်းကနေပြီးဇလန်းလေးတစ်ခုကိုကြည်ရင်ဖြစ်ဖြစ်စောက်တုပ်ကိုပန်းရင်ပဲဖြစ်ဖြစ်သူ့တငယ်ချင်းတွေစီကိုဗီဒီယိုကောခေါ်ရင်ပဲဖြစ်ဖြစ်အချိန်ဖြုံးနေတတ်တယ်အဲ့ဒီအချိန်တွေကလွင်နီနီကတယောက်တည်းရှိနေတာတော့မှနားမှာအီယာဖုန်းထိုးပြီးမှတချင်းတို့ရုပ်ရှင်တို့ကိုကြည့်တယ်သူ့ကိုယ်သူကဘာကြီးနဲ့အဆက်တော့ဖြတ်ထားခဲ့တယ်နီနီအိမ်မပြလို့ညတနာရီကြီးမှအခန်းထရှင်းလိုက်တယ်ပကံစီးတဲ့စတီဘေးစင်ကိုစေးကြောပြီးနေရာမလောက်လို့ပြတင်းပေါက်ပုံပေါ်တင်ထားတဲ့ပကံစီးဆက်ပြာစီကလက်ချောပြီးအောက်ကိုပြုတ်ကျသွားတယ်နီနီကတမြန်လေးကမှဝင်လာတဲ့1200တန်းပကံစီးဆက်ပြာဘူးလေးကိုပြန်ကောက်လို့ရမလားဆိုတဲ့နှမျောစိတ်နဲ့ပြတင်းပေါက်ကနေငုံကြည့်လိုက်တယ်ပထမတော့အဲ့ဒီအရာကတစ်ပင်တွေနဲ့စွန့်ပစ်ပစ္စည်းတွေရဲ့အရေးလို့ထင်သွားခဲ့တာအမတ်တမဲ့ကြောသွားတဲ့နီနီမျက်လုံးတွေကဘာကိုဆွဆောင်သွားလဲမသိပါဘူးဒုတိယအကြိမ်ပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီအရာကနီနီကိုသူ့မျက်လုံးတွေနဲ့ပြန်ပြီးမော့ကြည့်လာခဲ့တယ်အဲ့ဒါလူလားအဲ့ဒါအရာလားနီနီမသေးချဘူးဒီတော့အဲ့ဒီအရာတွေလို့ပဲသုံးလိုက်တော့မှာနော်အဲ့ဒီအရာကတော့ရှက်အင်းကြီးအနီကွက်ဝတ်ထားပြီးအသက်ခက်ရွရွအမျိုးသားတယောက်အဲ့ဒီအရာရဲ့မျက်လုံးတွေက6လွာမြင့်တဲ့တိုက်ခန်းကနေပြီးမသွဲမကွဲမြင်နေရတာမှတကယ်ဆန်းတဲ့ကိစ္စပဲအဲ့ဒီမျက်လုံးတွေကိုငေးမိရဲ့ခဏမှာနီနီရဲ့နားထဲမှာပြက်ပြက်သားသားနဲ့အနားကိုကပ်ပြီးတိုးဖွားဖွားလာပြောတဲ့စကားတန်တစ်ခုခမရကကျွန်တော်ကိုလာဆောင်နေတာများလားတဲ့နီနီကပြတင်းပေါက်ကိုအတန်မြောင်ဆွဲပိတ်လိုက်ပြီးတကားချက်တွေကိုအလင်းမြန်ပိတ်ပစ်လိုက်တယ်အဲ့ဒီညကအမြင်အမောင်ချထားတဲ့နီနီရဲ့အခန်းကလေးဟာလည်းမိတွေကိုထိန်နေအောင်လင်းနေတယ်နီနီဟာလည်းစက်တုံလှီဓားလေးကိုကြစ်ဆုပ်ပြီးငုတ်တုတ်ထိုင်ရင်းနဲ့ပဲမနဲ့မိုးလင်းသွားခဲ့တယ်လူတွေကကြောက်ပေမဲ့အဲ့ဒီအရာကိုမကြည့်ပဲမနေနိုင်ကြသလိုပဲနီနီကလည်းအဲ့ဒီပြတင်းပေါက်ကနေအောက်ကိုငုံမကြည့်ပဲလည်းမနေနိုင်ပြန်ဘူးနီနီကြည့်လိုက်မိတယ်အဲ့ဒီအရာသူ့ကိုပြန်ပြီးမော့ကြည့်နေတာကြီးပဲမန္တတိုင်းသူကော်ဖီတောက်နေကြပြတင်းကညဆိုသူ့ကိုခြောက်လန့်နေတဲ့အရာအဖြစ်ပြောင်းလဲနေတယ်နီနီအနေနဲ့ညတွေရောက်လာတဲ့အခါမှာပြတင်းတကားတွေကိုမပွင့်မဲထိုင်စိတ်လုံခြုံတယ်ဆိုပြီးပိတ်ထားတာတကယ်တော့မှန်ပြတင်းပေါက်ကနီနီကိုမကာကွယ်နိုင်ဘူးဆိုတော့နီနီကသိနေတယ်အိမ်မပြောတော့တဲ့မိမတယောက်ကလည်းအလုံးပိတ်အခန်းလေးကညဆိုရင် secret မိကိုငွေနဲ့ပြည့်နှက်နေခဲ့တယ်နီနီကအရင်လိုနှက်ချက်ကိုနှစ်ဖက်တက်မထားတော့ဘူးနှက်ချက်တစ်ဖက်ထဲနဲ့တခြားအတန်တွေကိုနားထောင်ကြည့်နေတယ်မမြင်ရတဲ့တစ်ဖက်လောကကတချို့အရာတွေကလူတွေကိုအဆင့်သုံးစားနဲ့လွှမ်းမိုးနိုင်မှုစူးစမ်းတတ်ကြတယ်လို့ဇာကားထဲမှာနီနီကြည့်ခဲ့ဘူးတယ်အခုနီနီကိုအဲ့ဒီအရာတွေကလွှမ်းမိုးဖို့များစူးစမ်းနေတာလားအခုဆိုရင်နီနီကသူ့စီကိုမမြင်ရတဲ့တစုံတယောက်စီကအတန်ကိုထပ်ပြီးရောက်လာမလားဆိုပြီးရင်တထိတ်ထိတ်နဲ့စောင့်နေတတ်လာတယ်အတန်ကလေထုထဲကနေမိုးချိုးကလေးတစ်ခုလိုပပလေးလွင့်လာပြီးနီနီရဲ့နှလုံးသားတွေကိုချစ်ချလိုက်သလိုပဲနူးညံ့တဲ့စွန့်နစ်တင်းကျပ်တဲ့ခံစားချက်ကိုပေးတယ်ခမရကျွန်တော်
ကျွန်တော်ကိုစောင့်နေတာများဖြစ်မလားလို့ပြန်စဉ်းစားကြည့်ပါလားလို့နီနီကဖြုတ်ထားတဲ့နေချက်တစ်ဖက်နဲ့သူ့နောက်ကိုပြန်ထိုးထဲပြီးလက်ဖွားအနေနဲ့နားကိုအုပ်ထားလိုက်ရတယ်